မြန်မာလူမျိုးတွေရဲ့ရာဇဝင်နဲ့တမိုင်းကြောင်းတွေမှာဝိဇ္ဇတူတွေအကြောင်းနဲ့ဇော်ကြီးတွေအကြောင်းမကြာခဏပါဝင်နေတာကိုကြားဘူးဖတ်ဘူးကြပါသလားဟုတ်ပါတယ်မြန်မာရာဇဝင်တွေထဲမှာဝိဇ္ဇတူတွေဇော်ကြီးတွေအကြောင်းမကြာခဏပါဝင်နေလိမ့်ရှိပါတယ်ဝိဇ္ဇတူတွေဟာဆိုရင်အခုခေတ်တိုင်အောင်မြန်မာတို့ရဲ့ရိုးရာယုံကြည်မှုတွေထဲမှာထွက်ရပေါက်ပုဂ္ဂိုလ်အနေနဲ့ကိုးကွယ်နေကြဆရာတင်နေကြဆဲဖြစ်ပါတယ်ခေတ်သစ်မြန်မာလူအဖွဲ့အစည်းမှာဆိုရင်ထွက်ရပေါက်ပုဂ္ဂိုလ်ဘိုးမင်းကောင်ရဲ့ချစ်ချိတ်ပြီးထိုင်နေတဲ့ဟန်ရုပ်ထုတွေကိုအများအပြားတွေ့မြင်နိုင်ပါတယ်ဒါဖြင့်ဝိဇ္ဇတူဆိုတာဘာပါလဲဇော်ကြီးဆိုတာကရောဘာပါလဲသူတို့ကဘလို့ဖြစ်လာကြတာလဲဘာတွေစွမ်းတယ်လဲတာမန်လူတွေရောသူတို့လိုဖြစ်နိုင်ပါသလားတရားဖြစ်လာမဲ့ပိုးကောင်လေးဟာအရင်ဆုံးဥကနေပိုးတုံးလုံးလေးအဖြစ်ပေါ်ပေါက်လာပါတယ်အဲ့ဒီနောက်ပိုးတုံးလုံးကောင်လေးဟာသူ့ရဲ့ပိုးမြင်တွေကိုအိမ်လုပ်ပြီးငြိမ်သက်စွာနဲ့ဖိုးဝင်ပြီးဗီဇပြောင်းလဲမှုကိုလှုပ်ဆောင်ပါတယ်တမတ်ရဲ့ပြည့်စုံမှာတော့ဖိုးဝင်ရာကနေထွက်လာပြီးအတောင်တွေနဲ့မိုးပြန်နိုင်တဲ့လက်ပြအဖြစ်ကိုပြောင်းလဲသွားပါတော့တယ်ဒီဥပမာလိုပါပဲလူသားဟာဖိုးဝင်ပြီးအောင်မြင်ပေါက်မြောက်တဲ့အခါတကိုးနဲ့အစွမ်းထက်တဲ့တိတ်တိပေါက်တဲ့လူသားဖြစ်နိုင်တယ်ဆိုတဲ့အယူအဆနဲ့ဖိုးဝင်တဲ့အတတ်ပညာပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ပကံရာဆိုရင်လည်းကပြဝိပြတ္တာတို့ညီနောင်မိခင်စားတဲ့လူသားဟာဇော်ကြီးဖိုးဝင်သားလို့ဖော်ပြထားကြပါတယ်။သူတို့ဟာဇော်ကြီးဖိုးဝင်သားကိုစားပြီးအလွန်အစွမ်းထက်မြက်ခဲ့ကြရလို့လဲစာရီမှာတွေ့နိုင်ပါတယ်။အတက်ကရက်928ခုတပေါင်းလာဇန်9ရက်နေ့မှာစင်ဖြူရှင်မင်းလက်ထက်ဟန်တာဝတီမြို့ဝင်းကျင်မှာကျောင်းတူးဖော်ရာကနေမြေအတွင်းကနေဇော်ကြီးကိုရဘူးတယ်ဆိုပြီးဖော်ပြထားပါတယ်ဒီဇော်ကြီးဟာလည်းဖိုးဝင်မှုစူးစမ်းရင်မအောင်မြင်မဲတိတ်ဆုံးခဲ့ရဟန်ရှိပါတယ်အဲ့ဒီလိုဖိုးဝင်ပြီးအနေရတွေကိုကြော်ဖြတ်ပြီးအောင်မြင်သွားရင်တော့ထွက်ရပေါက်ပြီးဝိဇ္ဇတူဖြစ်သွားတယ်လို့တတ်မှတ်ကြပါတယ်ဝိဇ္ဇာလောကစကားနဲ့ပြောရမှာထုံကူးတယ်လို့လည်းခေါ်ကြပါသေးတယ်ဝိဇ္ဇာတွေဖိုးဝင်ခြင်းဒါမှမဟုတ်ထုံကူးခြင်းမှာအကြမ်းဖျင်းအဖြစ်မိထုံကူးခြင်းရေထုံကူးခြင်းနဲ့ရေထုံကူးခြင်းဆိုပြီး၃မျိုးရှိပါတယ်မိထုံကူးလို့အောင်မြင်တဲ့အခါအဲ့ဒီဝိဇ္ဇာဟာနှစ်တစ်ထောင်သက်တမ်းရှိပါတဲ့ရေထုံကူးလို့အောင်မြင်တဲ့ဝိဇ္ဇာကတော့နှစ်တစ်ထောင်သက်တမ်းရှိပြီးရေထုံကူးလို့အောင်မြင်တဲ့ဝိဇ္ဇာကတော့နှစ်9000အထိသက်တမ်းရှိနိုင်တယ်လို့ပြောဆိုကြပါတယ်ဝိဇ္ဇာတွေဇော်ကြီးတွေအဲ့လိုဖိုးဝင်ခြင်းထုံကူးခြင်းတွေမှာအနီးနားမှာရှိတဲ့အဖျက်မကောင်းဆိုးဝါးတွေရဲ့နှောက်ယှက်ခြင်းခြောက်လန့်ခြင်းကိုခံကြရပါတယ်အဲ့လိုလုပ်တဲ့ချိန်အနီးနားမှာဖိုးဝင်နေသူကိုဆောက်ရှောက်နေရတဲ့တပည့်တွေရဲ့တတိရှိမှုနဲ့သက်စာရှိမှုတို့ကအလွန်အရေးကြီးပါတယ်သူတို့ကြောက်လန့်ပြီးထွက်ပြေးလို့စီးပေါက်သွားတာနဲ့ဖိုးဝင်နေတဲ့သူတို့ရဲ့ဆရာဖြစ်သူဝိဇာဒါမှမဟုတ်စောကြီးဟာမအောင်မြင်ပဲသိဆုံးရမှာဖြစ်ပါတယ်ဗျဝိနဲ့ပြတ်တာတို့စားတောက်ခဲ့တဲ့ဇော်ကြီးဖိုးဝင်သားဆိုတာအဲ့ဒီလိုမျိုးဖိုးဝင်ရင်စီးကျိုးပေါက်ပြီးတည်ဆုံးခဲ့ရတာဖြစ်ဟန်တူပါတယ်ဖိုးဝင်ခြင်းထုံကူးခြင်းမရှိတဲ့ဝိဇ္ဇတူတွေလည်းရှိပါသေးတယ်အဲ့ဒီဝိဇ္ဇာတွေကတော့ပြဓာကိုတိတ်တိသွင်းအောင်မြင်သွားတဲ့ပြဓာဝိဇ္ဇာတန်ကိုတိတ်တိသွင်းအောင်မြင်သွားတဲ့တန်ဝိဇ္ဇာဆေးစင်ရင်ပြီးအောင်မြင်သွားတဲ့ဆေးဝိဇ္ဇာအင်းချပြီးအောင်မြင်သွားတဲ့အင်းဝိဇ္ဇာမန္တန်အောင်မြင်သွားတဲ့မန္တန်ဝိဇ္ဇာတန်လျက်ကိုအသက်သွင်းပြီးအောင်မြင်သွားတဲ့တန်လျက်ဝိဇ္ဇာဆိုပြီး6မျိုးရှိပါတယ်လက်ရှိကာလမြန်မာပြည်မှာလည်းပြဓာကစားသူဆေးကစားသူအင်းကစားသူတွေဟာသက်ဆိုင်ရာနယ်ပယ်လိုက်ဝိဇ္ဇာဖြစ်ဖို့စူးစမ်းနေကြတာတွေရှိပါတယ်ဒါပေမဲ့မန္တန်ဝိဇ္ဇာနဲ့တန်လျက်ဝိဇ္ဇာဖြစ်ဖို့စူးစမ်းသူကတော့မမြင်မတွေ့ရသလောက်ပါပဲပကံခေတ်ကကျန်စသားမင်းကြီးရဲ့သမီးတော်ရွှေအိမ်စီမင်းသမီးနဲ့ရင်ငံခဲ့တဲ့ဗရိတ်ခရားဆိုသူဟာဗဒါရှင်လုံးကိုငုံပြီးကောင်းကင်ပြန်နိုင်တဲ့ဗဒါဝိဇ္ဇာပဲဖြစ်ပါတယ်ဒါအပြင်ပထမအင်းဝါခေတ်ကစင်ဖြူရှင်တရဖျားမင်းဟာအောင်ပေလေကံဘတ်ကိုတော်ကစားထွက်ရင်တယောက်တည်းအဖော်ရီနဲ့ကွဲသားချိန်မှာသူဟာဇော်ကြီးတစ်ပါးကိုတွေ့ခဲ့ပါတယ်ဇော်ကြီးကမင်းကြီးလက်ထဲကခယူသိန်းကိုအလိုရှိလို့လိုရာအတက်ကိုတောင်းပါလို့မင်းကြီးကိုဆိုတဲ့အခါမင်းကြီးကနတ်မိမယ်ကိုလိုချင်ကြောင်းပြောလို့ဇော်ကြီးကမန်းမုံလိုက်တဲ့အခါနတ်မိမယ်တစ်ပါးပေါ်လာပါတယ်အဲ့ဒီနောက်ဇော်ကြီးဟာမင်းကြီးစီကခရုသိန်းကိုယူသွားပြီးပျောက်ကွယ်သွားပါတယ်မင်းကြီးဟာအလွန်လှပတဲ့နတ်မိမယ်နဲ့ဖိုမတဘာဝတဝါသားတစ်ချိန်ပြုပြီးခိတ္တမင်းမောသွားချိန်မှာတော့အဆိုပါနတ်မိမယ်ဟာပျောက်ကွယ်သွားခဲ့ပါတယ်ဒီညမှာအဆိုပါဇော်ကြီးဖန်ဆင်းပေးခဲ့တာကနတ်ပြည်6တက်ကအစစ်မြက်နတ်သမီးအစစ်မဟုတ်ပဲသူရောင်မယ်လိုမျိုးအတူအယောင်ဖန်ဆင်းမှုသာဖြစ်ပါတယ်
ဆိုပါနတ်မိမယ်ကိုဆွဲလန်းတဲ့စိတ်နဲ့ပဲမင်းကြီးဟာနန်းတော်ကိုပြန်သွားခဲ့ရပြီးစိတ်မမူမှန်တဲ့အဆင့်ထိရောက်ပြီးနောက်ဆုံးလောက်ကျန်တက်ဖြတ်ခံလိုက်ရပါတယ်ဒီနေရာမှာအဆိုပါစောကြီးဖန်ဆင်းပေးတာကနတ်ပြည်6ထက်ကအစစ်မြင့်နတ်သမီးမဟုတ်ပဲသူရောင်မယ်လိုမျိုးအတုရောင်ဖန်ဆင်းမှုမျိုးသာဖြစ်နိုင်ခြေရှိပါတယ်ဘလို့ပဲဖြစ်ဖြစ်ဒီအဖြစ်ပြက်ရဇော်ကြီးတွေဝိဇ္ဇတူတွေဟာထူးခြားတဲ့တကိုးနဲ့ပြည့်စုံတယ်လို့ယူဆကြရမှာဖြစ်ပါတယ်မြန်မာလူမျိုးအများစုကိုးကွယ်နေကြတဲ့ဘိုးမင်းကောင်ဆိုတဲ့ထွက်ရပေါက်ပုဂ္ဂိုလ်ဆိုရင်လေလေထုံဆက်ကြီးကိုတတ်မောင်းသွားတာမျိုးတရုတ်လူမျိုးဆိုင်ပိုင်ရှင်ကခေါင်းဖြတ်တက်လိုက်တဲ့ချက်ကိုနဲ့ကောင်ပြန်ဆက်ပေးလိုက်တာမျိုးစသဖြင့်ထူးခြားတဲ့မှတ်တမ်းတွေရာဇဝင်တွေမှတ်တမ်းတင်ထားတာကိုဖတ်ရှုရပါတယ်ဒီသမိုင်းကအနီးကာလသမိုင်းဖြစ်ရလို့ဆိုနိုင်ပါတယ်မြန်မာလူမျိုးတွေကြားထဲမှာကြေကြေပြက်ပြက်ပြောကြဆိုကြရေးသားထားကြတာကတော့ဝိဇ္ဇတူတွေဟာလက်ရှိဖျားတသနာတော်ကိုတတ်နိုင်သမျှဆောက်ရှောက်ကြမယ်သူတို့ရဲ့တတန်းကိုနောက်ပွင့်မဲ့အရိမတိယဖျားရှင်ပွင့်တဲ့ကာလအထိဆွဲဆန့်ပြီးထိုဖျားရှင်လက်ထက်ကြမှာတရားနာပြီးကျွတ်တန်းဝင်ကြမယ်လို့ပါဝင်ပြီးအဲ့ဒီအတိုင်းယုံကြည်ကြပါတယ်ကျမတို့အနေနဲ့ကတော့ဒီအဆိုတွေကိုလက်ခံခြင်းညှင်းဆိုခြင်းပြုလုပ်မှာမဟုတ်ပဲတမိုင်းတွေရာဇဝင်တွေကအကြောင်းအရာတွေကိုအများသူကအလွယ်တကူသိရှိနိုင်အောင်တင်ပြခြင်းပဲဖြစ်ပါတယ်လူကြီးမင်းတို့အနေနဲ့ထောက်ပြဝေဖန်တာတွေဆွေးနွေးတာတွေကိုလည်းပြုလုပ်နိုင်ကြောင်းဖိတ်ခေါ်အပ်ပါတယ်ရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးရတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်